လဲကြတဲ့အချိန်တိုင်းမှာပြန်ထားဖို့ဆိုရင်လေးဖြူရဲ့တခြင်းလေးကိုအမြဲတမ်းပြန်ပြီးတော့သူ့ကိုဖွင့်ပေးပြီးသူ့စိတ်ခွန်အားပေါ့တက္ကသိုလ်ဝန်ထမ်းဆောင်မလို့6ဘာသာကုန်ရအောင်ဖြေမယ်ပြီးရင်စေချောင်းတက်မယ်လို့မျှော်မှန်းထားကြရအဲ့ဒါလည်းအခုလည်းအဲ့လိုလုပ်နိုင်ခဲ့ဆိုတော့ကိုရန်ကျင်းတတ်တယ်ပေါ့ဟုတ်ဒီအခက်ခဲလေးကိုပေါ့ဒီအခက်ခဲလေးကိုရအောင်ကြော်လွှားနိုင်ရင်နောက်ဆိုရင်တမိအတွက်စင်တက်နဲ့ဖြောင်ပြူးတဲ့လမ်းလေးတွေဖြစ်လာမှာပေါ့စကားလက်ဆောင်လေးပါလာတော့တမိတကယ်ဖြစ်ချင်တကယ်လို့အဟုတ်ဖြစ်ရမည်အဲ့ဒီဟာလေးကိုတော့သူစိတ်ထဲနှလုံးသားထဲမှာဆွဲမြင်အောင်တော့ဟိုလူတွေတော့ပြဆုံးပါပဲ။ကောင်းတဲ့ကိုစာမဝင်တော့တဲ့ညရီဆိုရင်ဟိုအဲ့ဒီစကားကိုပဲမှတ်သားပြီးတော့စာပဲအများပြန်လုပ်ဖြစ်တယ်ပေါ့။ညီမနာမည်ကတော့မန်နေဂျီနာမည်ပါညီမဒီညောင်25ညောင်26ပြန်တဲ့နေ့မှာပေါ့တက္ကသိုလ်နဲ့ဆောင်ပွဲမှာမပေါင်း948မိနစ်မန်လီတိုင်းသားကြီးအမှန်အများဆုံးအဆင့်ခွန်ဝင်ရပေါ့ဟုတ်ဒါကတော့ညီမရဲ့အဖေရဲ့နော်ဒါညီမရဲ့မေတော်ဝင်ကြီးတာဟုတ်ဒီနေ့ကတော့ဟိုမိသားစုအတွက်ဒါပျော်ရွှင်နေနေပြီဟုတ်ပါဘူးစက်ကိုမစီရဘူးခံစားချက်ဆိုတော့အတိုင်းမသိဝမ်းသာပါနော်ဘွားမှာဒီနေ့ကတော့ပျော်ဆုံးလို့ပြောလို့ရတယ်ပျော်ဆုံးလို့ပြောလို့ရတယ်သမီးသူညီမချက်ဟိုလမ်းနိုင်ပေါ့နော်အဲ့ဒါလေးသူအရောက်လမ်းနိုင်သွားတဲ့အတွက်ဖောက်ခင်တယောက်အနေနဲ့အတိုင်းမသိဝန်တာပါပီတိဖြစ်ရပါတယ်လောခံစားချက်ကတော့ပျော်နေတာပဲသိတာဟိုသမီးလေးရဲ့သူဖြစ်ချင်တဲ့ရီမန်းချက်ကိုရအောင်သွားနိုင်တဲ့စိတ်ကိုလည်းကိုကတအားဝမ်းတာနေတာပေါ့ဒီသမီးလေးကသူကတအားဖြစ်ချင်တာဒီဆရာဝန်ကိုလေအဲ့တော့သူဖြစ်ချင်တာကိုကိုနောက်ကနေပတ်မိုးပေးရကြူလဲဒီနေ့နှက်ခဲ့တယ်ပျော်လဲအရန်ပျော်တယ်အရန်ဆိုခဲ့သမီးတို့ကတမနစ်ဆိုတမနစ်အရန်ကြာတယ်ပေါ့အရန်ကြာခဲ့ဟုတ်ကိုကတော့မယုံနိုင်ဘူးပေါ့နော်အော်တကယ်ကြီးလို့တကယ်ကြီးဖြစ်ခဲ့ရဖြစ်ခဲ့ပြီပေါ့အဲ့လိုမျိုးစိတ်ကအရန်ပျော်ပြီးတော့ဟိုပီတိဖြစ်မိရဟုတ်သမီးကတော့စလာချင်းကလေးကဒီတက္ကသိုလ်ဝန်ထမ်းဆောင်မလို့6ဘာသာကုန်ရအောင်ဖြေမယ်ပြီးရင်စေချောင်းတက်မယ်လို့မျှော်မှန်းထားကြရအဲ့ဒါလည်းအခုလည်းအဲ့လိုလုပ်နိုင်ခဲ့ဆိုတော့ကိုရန်ကျင်းတတ်တယ်ပေါ့ဟုတ်ကိုငငယ်ရလဲဆိုတော့သူတို့ဟိုပညာရေးဟိုကအဓိကဦးစားပေးပြီးတော့မှဟိုဟာတွန်တင်ပြောပြခဲ့တာပေါ့နော်ပညာရေးဒီဟိုဘဝမှာခဲကြမ်းတမ်းဘဝတွေကိုမဖြတ်သန်းဖို့အတွက်ဒီပညာတဲ့တယောက်ဖြစ်ဖို့အတွက်အဲ့ဒီဟာဟိုရန်ဖို့အတွက်အရေးကြီးရပေါ့နော်အဲ့တော့ဟိုဒီတက္ကသိုလ်ဝန်ထမ်းဆိုတဲ့ဟာကကိုဘဝရဲ့ဝင်ပေါက်တစ်ခုပဲပေါ့နော်အဲ့တော့အဲ့ဒီဝင်ပေါက်တွေအများကြီးရှိတယ်ဟုတ်လားအဲ့ဒီဝင်ပေါက်ထဲမှာအဲ့ဒီဝင်ပေါက်တွေအများကြီးထဲမှာမှဘယ်ဝင်ပေါက်ကိုသွားခြင်းလဲပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကိုသူချပြခဲ့တယ်ပေါ့အဲ့ဒီလိုမျိုးလေးပြီးရင်လည်းသူ့ကိုစကားလက်ဆောင်လေးပါလာတော့သမီးတကယ်ဖြစ်ချင်တကယ်လို့အဟုတ်ဖြစ်ရမည်အဲ့ဒီဟာလေးကိုတော့သူစိတ်ထဲနှလုံးသားထဲမှာဆွဲမြင်အောင်တော့ဟိုလူတွေတော့ပြဆုံးပါခဲ့တယ်သမီးအဖေခဏပြောနေတယ်ပေါ့တကယ်ဖြစ်ချင်တကယ်လို့အဟုတ်ဖြစ်ရမယ်ဆိုတော့သမီးတစ်နှစ်လုံးအဲ့စကားကိုပဲအများနားရောင်ခဲ့ပေါ့တစ်နှစ်လုံးသမီးလက်လျှော့နေတဲ့စိတ်တွေကတော့ဖြစ်ခဲ့ရတယ်မြဲဖေတို့လာခဲ့ဟိုအဲ့တွေ့လာရင်လည်းငိုပြီးမလုပ်ချင်မြဲဟိုပြတယ်ဒါပေမဲ့ဖေတို့ကလည်းသမီးကိုပြန်ပြောအားပေးပြီးတော့အဲ့အားပေးစကားကိုမြဲပြောပြတယ်သမီးစာလုံးခဲလို့အရန်ခက်ခဲစာတွေတော့ကြက်ကောင်းတဲ့ကိုစာမဝင်တော့တဲ့ညရီဆိုရင်ဟိုအဲ့ဒီစကားကိုပဲမှတ်သားပြီးတော့စာပဲမြဲပြန်လုပ်ဖြစ်တယ်ပေါ့သမီးတို့တိတ်တူတော့မရှိပါဘူး तू ကသူ့ရဲ့ငငယ်ကလေးအချင်းက तू ကဒိုချင်တာကိုရအောင်ယူတတ်တယ်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့စိတ်ကလေးရှိရပေါ့အဲ့ဒါကိုမှ तू စိတ်တက်ကြနေတဲ့အချိန်မှာကိုတွေကအားပေးစကားပြောပြီးတော့မှသမီးဒီတစ်နှစ်ပဲဘဝမှာအကောင်းဆုံးဖြတ်သန်းနိုင်အောင်ဒီတစ်နှစ်ပဲစူးစမ်းဒါမှသမီးဖြစ်ချင်တဲ့လမ်းကိုရှောက်နိုင်မှာဒီအခက်ခဲလေးကိုပေါ့ဒီအခက်ခဲလေးကိုရအောင်ကြော်လွှားနိုင်ရင်နောက်ဆိုရင်သမီးအတွက်
စင်တင်နဲ့ဖြောင်ပြူးတဲ့လမ်းလေးတွေဖြစ်လာမှာပေါ့သူစိတ်တက်ကြတိုင်းဖွင့်ပေးတဲ့တခြင်းတစ်ပုတ်ဖြစ်ရနော်ဖေသူစိတ်တက်ကြပြီဆိုရင်ဟိုလေးဖြူတခြင်းပဲနော်ဖေအဲ့လေးဖြူတခြင်းကိုပဲအမြဲတမ်းသူ့ကိုဖွင့်ပြပြီးတော့စိတ်တက်ပြန် ဟိုလဲကြတဲ့အချိန်တိုင်းမှာပြန်ထားဖို့ဆိုရင်အဲ့လေးဖြူရဲ့တခြင်းလေးကိုအမြဲတမ်းပြန်ပြီးတော့သူ့ကိုဖွင့်ပေးပြီးသူ့စိတ်ခွန်အားပေါ့ဟိုခက်ခဲရတော့ရှိတာပေါ့ကိုလိုချင်တဲ့ဟာကိုလွယ်နဲ့ရတဲ့ဟာတော့တိတ်မရှိဘူးပေါ့ခက်ခဲနဲ့ကြိုးစားရတယ်ဒီကြိုးစားမှလည်းကိုလိုချင်တဲ့ပန်းနိုင်တစ်ခုကိုရောက်ပါဆိုတော့အတီလေးနဲ့ပဲသူ့ကိုနောက်ကနေလိုက်ထင်းပေးရတယ်